မြောက်ကုန်းမှာလုံးချင်းတိုက်3လုံးလောက်ဝယ်လို့ရတဲ့ကမ္ဘာဖလားဖိုင်နယ်လက်မှတ်တစ်ဆောင်ဈေးနှုန်းကမ္ဘာဖလားဖိုင်နယ်ပွဲလက်မှတ်တစ်ဆောင်ကိုပြင်ပပေါက်ဈေးကြီးစေးမကတ်မှာဒေါ်လာ2 သန်းကျော်မြန်မာငွေ3,800,000ကျော်ဖြစ်နေရလို့ CNN ESPN နဲ့ AP သတင်းဌာနတွေကထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်ဒီအကြောင်းကိုမပြောခင် FIFA ရဲ့တရားဝင်ရောင်းချတဲ့ဖိုင်နယ်ပွဲလက်မှတ်ဈေးနှုန်းကိုအရင်ကြည့်လိုက်ရအောင်နယူးယောက်မြို့မက်လိုက်စတေဒီယမ်မှာကစားမဲ့ဘိုးလူပွဲအတွက်လက်မှတ်9,000ကျော်ခန့်ရောင်းချပေးသွားမယ်လို့ FIFA ကကြေညာထားပြီးလက်မှတ်မျိုးစားကိုလည်း၄မျိုးခွဲခြားထားပါတယ်ကွင်းပေးဘက်အကောင်းဆုံးမြင်ကွင်းဖြစ်တဲ့ကဝန်းကိုလက်မှတ်တစ်ဆောင်ဒေါ်လာ6,930မြန်မာငွေ300ခန့်ကွင်းထောင်ဆုံးလယ်ပိုင်းဖြစ်တဲ့ကတူးကိုဒေါ်လာ4,210မြန်မာငွေ380ခန့်ကိုးတိုင်နောက်ဖက်မြင်ကွင်းဖြစ်တဲ့ကတရီကိုဒေါ်လာ9,990မြန်မာငွေ320ခန့်နဲ့အပေါ်ဆုံးဝေးဆုံးမြင်ကွင်းလက်မှတ်ကိုဒေါ်လာ9,030မြန်မာငွေ390ခန့်သတ်မှတ်ထားပါတယ်အစပိုင်းမှာပြောခဲ့တဲ့လက်မှတ်တစ်ဆောင်ဒေါ်လာ2 သန်းကျော်ဆိုတာ FIFA ရဲ့တရားဝင်ပြန်လည်ရောင်းချတဲ့ platform ပေါ်မှာဝယ်ယူထားတဲ့သူကသူပြန်ရောင်းကျင်တဲ့ခေါ်ဈေးကိုတင်ထားတာဖြစ်ပါတယ်တကယ်ဒေါ်လာ2 သန်းကျော်ပေးပြီးဝယ်မဲ့သူရှိမရှိကတော့မသေးချာပေမဲ့ FIFA ရဲ့တရားဝင်စနစ်တစ်ခုအပေါ်မှာတင်ခွင့်ပြုထားတာကတင်လူပြောစရာဖြစ်သွားခဲ့တာပါ FIFA အနေနဲ့ဒီလိုတရားဝင်ပြန်လည်ရောင်းချမှုကိုဘာလို့မပိတ်ပင်ခဲ့တာလဲဆိုရင်ဒီတစ်ချိန်ကမ္ဘာဖလားမှာ FIFA ဟာ American နဲ့ Canada နိုင်ငံတွေရဲ့လွတ်လပ်တဲ့လက်မှတ်ဈေးကွက်စနစ်ကိုလိုက်နာကျင့်သုံးနေရလို့ဖြစ်ပါတယ်ဆိုလိုတာကလက်မှတ်ဝယ်ထားတဲ့သူဟာမိမိစိတ်ကြိုက်ဈေးနှုန်းသတ်မှတ်ပြီးပြန်ရောင်းခွင့်ရှိနေပြီး FIFA အနေနဲ့ဈေးနှုန်းထိန်းချုပ်ပိုင်ခွင့်မရှိပါဘူးဒါပေမဲ့ဒီလိုရောင်းချမှုဟာ FIFA ရဲ့တရားဝင်စနစ်ပေါ်မှာတင်ခွင့်ပြုထားတာဖြစ်တဲ့အတွက်လက်မှတ်တစ်ဆောင်ပြန်ရောင်းရတိုင်းရောင်းဈေးရဲ့30%ကော်မရှင်ကကို FIFA ကအိတ်ထဲထည့်နိုင်မှာဖြစ်လို့ဒီလက်မှတ်တာတကယ်ရောင်းထွက်ရင် FIFA ကဒေါ်လာ9 သိန်းနီးပါးအလကားရမှာဖြစ်ပါတယ်ကဲခင်ဗျားတို့စီမှာအဲ့လောက်ပိုက်ဆံရှိရင်ဒီလက်မှတ်ကိုဝယ်မလားမြောက်တကုံမှာပဲလုံးချင်းတိုက်3လုံးလောက်ဝယ်မလားကွန်မန့်မှာပြောခဲ့ကြပါဦး